ကျွန်တော်တို့ဗီဒီယိုကစပါပြီခုလောတဲ့စပါပြီဆက်ခါလေးကိုနှိပ်ပေးကြပါကြစပါပြီ One Piece မှာ Luffy ကနာမည်ငွေဘယ်လိုရသလဲဆိုတာသိရတဲ့အခါတုံ့ပြန်ဖို့ကောက်ရိုးအုပ်ထုတ်ပင်လေဓမြတွေဟာသူတို့ကဲတင်ခဲ့တဲ့လူတွေစီကငွေတောင်းတာမျိုးမလုပ်ပါဘူးသူတို့ဟာတမောပေါ်မှာအလုပ်လုပ်တာဒါမှမဟုတ်ခီးထွက်နေစဉ်အတွင်းအဖွဲ့ဝင်တွေရဲ့အသက်ရှင်သန်ဖို့အတွက်ကိုထိမ့်သိမ်းဆောင်ရှောက်တာမျိုးပဲလုပ်တာပါဒီတော့ဒီနေရာမှာသူတို့ဟာငွေကိုဘယ်လိုရှာသလဲဘယ်လိုငွေကြေးထောက်ပံ့မှုတွေလုပ်သလဲဆိုတဲ့မိကွန်းတွေကလည်းရှိလာပြန်ပါတယ်ဒါကြောင့်ဒီကနေ့ဗီဒီယိုထဲမှာတော့ကောက်ရိုးအုပ်ထုတ်ပင်လေဓမြအဖွဲ့တစ်ယောက်ချင်းစီရဲ့ဝင်ငွေရှာနည်းကိုကျွန်တော်ပြောပြပေးသွားမှာပါကောက်ရိုးအုပ်ထုတ်ပင်လေဓမြတွေရဲ့နေစဉ်ဘဝကိုတွေးကြည့်မယ်ဆိုရင်အရန်ကိုရည်စရာကောင်းပြီးသူတို့ဘယ်လိုရှင်းတန်းတယ်လဲဆိုတာတွေးရခက်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေကဘယ်သူမှငွေရှာဖို့ဒါမှမဟုတ်အဖွဲ့ကိုထောက်ပံ့ဖို့အတွက်ဘာအလုံးမှမလုပ်ဖဲနေတာကိုတွေ့ရလို့ပါဥပမာဇော်ရိုကတနေ့လုံးအိတ်တာဒါမှမဟုတ်လေ့ကျင့်ခန်းတွေပဲလုပ်နေတတ်ပြီးနီကိုရိုဘင်ကအေယာမှစားကြည့်လိုက်ကြီးအကြီးတစ်ခုထဲမှာအားလျက်ကိုဖြတ်တန်းနေတယ်လို့ပါပဲစားဥတွေထဲမှာနေမျောနေတတ်ပါတယ်နောက်ပြီးလူဖီကတော့စားဖို့ပဲတွေးနေတတ်ပြီးတကယ်တော့သူကအစားအစာကိုမျိုးချက်တဲ့ဆက်တစ်ခုနဲ့တူပါတယ်ဒီလိုဆိုရင်သူတို့မှာအဖွဲ့ဝင်တွေအားလုံးကစားစရာတွေအပြင်ယူဆော့အတွက်လက်နက်တွေစံကြီးအတွက်ဟက်ခတ်အမွေဟယ်လိုဒီဗီဒီယိုလေးကတော့အစောချင်းဖို့လို့ပါနောက်ဗီဒီယိုလေးမှာပြန်ဆောင်တွေ့ပါမယ်ဘိုင်ဘိုင်အားလုံးပဲဆက်ခက်လေးကိုလည်းမနှိပ်ဖို့မမေ့ပါနဲ့နော်လိုက်လေးကိုလည်းကျွန်တော် MKT ရစေကိုလုပ်ထားပါ